ဘာမှသွေးမတော်တမ်းမဆက်ဘူးရော့ဆိုတသိန်းသွားတယ်ပြီးတော့ပန်းကုန်းဆုပ်လိုက်တယ်အိမ်ကမိန်းမမွေးတဲ့ကလေးမလာဘူးနင်တို့ညံ့တာဗောဒါရှင်းနေတာ80ရာခိုင်နှုန်းမိန်းမတွေညံ့80ရာခိုင်နှုန်းသမင်းစားတဲ့နေရာမှာချက်လိုက်တဲ့ဟင်းကမျက်နိုးမျက်နိုးပေါ်ရမဖြစ်ဘူးမကောင်းချက်တဲ့ဟင်းကမကောင်းပေါ့ဟင်းကောင်းကိုယောက်ျား၄ခွက်ချက်တယ်မစားနိုင်လို့ရှိရင်ဖွဲ့ရလေးထွေရမဖြစ်ရင်ဖွဲ့ရလေးဖြစ်မယ်သူဟိုဘက်ကမျက်တကယ်ကောင်းတယ်အကောင်းစားမကျွေးနိုင်ကြက်ပေါင်းကြက်ကောင်းလုံးကြောလေးဘဲကင်းနေမကျွေးနိုင်တော့ဖွဲ့ရလေးဒါကလေးဟိုငါးချင်လေးဒါတိုးစရာလေးဆိုအဲ့ဒါမျိုးလေးနဲ့ဝိုင်းဝင်ပြီးတော့ဖွဲ့ရလေးလှုပ်လိုက်မလှုပ်နိုင်ဘူးဟင်းလေးတစ်ခွက်လောက်ပဲလှုပ်နိုင်တယ်အဲ့ဒီကြရင်ချိုသားနဲ့တွေ့တာပြောရတယ်တဲ့မိမအကိုကြိုက်တဲ့ဟိုနေပါလေဝတ်သားတော့မလို့လေဝတ်သားတော့သွားဝယ်တယ်ဒါပေမဲ့အချင်းကိုညီမလေးလူချင်းတဲ့အချင်းကိုမြတ်သူလူချင်းတဲ့အချင်းလေးမရလို့သူကချိုသားတော့ဟိုကောင်ပြီးသွားပြီစားနေတော့ငပိပဲအဲ့ငပိကိုနတ်တုတ်တာတော့ဖြစ်အောင်ပြောဖို့အဲ့ဒီနေရာမှာတော့ပြောဖို့လိုတယ်စကားအဲ့တော့ဖွဲ့ရလေးမဖြစ်ဘူးခုနပြောလို့ခုနတကယ်ကိုကောင်းမမဖြစ်လို့ရှိရင်မျက်နှာမဖြစ်လို့ရှိရင်ဖွဲ့ရလေးဖြစ်ဖွဲ့ရမဖြစ်လို့ရှိရင်တွေ့တာချူတာပြောတတ်တယ်နောက်နေ့ကျလို့ရှိရင်ဒီလိုမဟုတ်စီရဘူးဆိုတော့မြူကြသွားမိမအင်းရလည်းမင်းဒီဝင်နေမင်းရလည်းဒီဘဲဦးနဲ့အာလူနဲ့ငပိပဲတေးရင်ကလည်းဒီမှာလူပြည့်ခလေးကနေမှာသွားပြီးချအားထပကံကောက်ခွက်ဖြစ်မင်းတို့စကားနေဦးစီးကမရှိဘူးလေမိမတွေကနှုတ်ချိုတပါလို့နှုတ်မချိုဘူးလေဟောကိုနဝမစိတ်ကတိုးတယ်ဟင်းကောင်းဆိုင်နေကိုစကားသွားမှတော့ဖန်ခွက်ထသွားထွက်သွားအဲ့မှာ तू ကကြားတယ်နင်းကမစားဘူးထွက်သွားတော့အဲ့ဒီမှာလည်းခြေလန်းတစ်ဖက်ကဆုံးရှုံးတော့တာပဲတဲ့အိမ်ကနေပြီးတော့မှအပြင်ကိုသွားစားမယ်အရက်သွားတော့မယ်ဆိုတာယောက်ျားခြေတစ်ဖက်90ရာခိုင်နှုန်းဆုံးရှုံးသွားပြီဟိုရောက်တော့ဟိုကကောင်မပတ်စံရတာတဲ့ကောင်မလေးနင်တို့လိုမဟုတ်ဘူးလေသူ့ဆိုင်ကိုလာစေခြင်းနဲ့ဆိုတော့ပေါင်လေးကလည်းတူသေးတယ်ကိုယ်မိမ့်မဲ့လည်းလမ်းသေးတယ်ဒီကမိမခလေး2ယောက်တော့မွေးထားတာပြောကြတော့ငကိုရမွေးထားတာခေါ်တော့တာအလန်းလေးဆိုတော့ဖြတ်ဆိုရင်မလေးနဲ့ရင်မကလေးကသူ့ကိုထိလိုက်ပြီးတော့ရက်ခက်ကလေးဟိုဝက်သားပါလေးခွန်ပြီးဆိုဒီကောင်ကကျွေသွားပြီလေငကိုကမှဟိုမိမနဲ့အစင်ကပြေးမလာတာတမင်တကာကိုယ့်အိမ်ထဲကနေအပြင်မောင်းထုတ်တယ်သူတို့ပဲပြီးတော့မှလာဖုံဗျာလာငိုပြီအပြဿနာတက်တော့မသိလာငိုပြီအဲ့တော့ဘေးရင်လေးဟောပေးပါဘေးရင်ဆရာရောက်အဲ့မရင်ငယ်ကိုတတ်ပေးပါရေရတွေချီအင်းတွေရှုပ်ကုန်ပြီဇလန်းကဟိုထမင်းလေးတစ်ခွက်စသွားတာသူလည်းအဲ့ရစသွားတယ်ဟိုကောင်နေကွာတနေ့လာဒီဘဲဦးဆိုဒုံးအပြင်ထွက်သွားပတ်စံပါသွားအကိုကြီးကြွလေဟိုစလာတဲ့ကစကားပြောတာကိုကြီးကြွလေဆိုတော့ကောင်မလေးကလည်းငယ်သေးတယ်ဘာလေးစားမလဲဒီနေ့လေဟိုညီမလေးတို့ဆိုင်မှာ